ကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါလို့နော်မနက်ဖြန်9ရက်နေ့မနက်အတွက်ကိုကျွန်တော်စိုက်နေချပြမယ်ပေါ့နော်အခုဗီဒီယိုရိုက်နေတဲ့အချိန်မှာကျွန်တော်ထိုင်းစံတော်ချိန်12နာရီဝန်းကျင်ရှိပါပြီအခုနေ့မနက်အတွက်ပဲကျွန်တော်စိုက်နေချပြမှာပါနောက်ရက်တွေတော့ကျွန်တော်လက်တော့စိုက်နေချပြဖို့အစီအစဉ်မရှိပါဘူးကဲအဲ့တော့ကျွန်တော်တို့ကြံခဲ့တဲ့ဘက်မှာ4ရက်ထွက်တယ်4ရက်ထွက်တော့ကျွန်တော်လုံးမိုင်တော်တော်လေးမှန်ခဲ့ပါတယ်ဒီ46မှာတော့မိန်ခွက်မိခဲ့တယ်ဒီခွန်9မှာတော့ဘရိတ်မိခဲ့တယ်ပေါ့နော်ကဲအဲ့ဒါလေးကိုကျွန်တော်2ကြိမ်ပဲအောင်ခဲ့တယ်ကျန်တဲ့အချိန်ကြီးကတော့ကျွန်တော်လုံးမိုင်လေးတွေမှန်ပြီးတော့ကတ်လွဲတာလေးပေါ့နော်အဲ့ဒါလေးတစ်ချက်ကျွန်တော်ပြန်ပြီးတော့ရှင်းနှန်းထုတ်ကြည့်မယ်ပြန်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်မလေ့လာလို့လည်းမရဘူးဟာအဲ့ဒီထွက်စင်တွေကိုပြန်လေ့လာမှနောက်ထွက်မဲ့ကဏ္ဍတွေကိုကျွန်တော်ကကြည့်လို့ရမှာဆိုတော့ကျွန်တော်အစားနေ့မှာလက်တော့ဆိုင်နဲ့ချပြခဲ့တယ်4ထိပ်ခွန်ထိပ်ပေါ့နော်ဒါမဲ့ကျွန်တော်4ကိုပဲကြိုက်လို့4ကိုပဲပတ်လို့ပြောခဲ့တယ်ဒါမဲ့ခွန်ထိပ်ကြီးကျသွားတယ်ခွန်နဲ့4နဲ့ကိုကျွန်တော်မိန်းကင်ထားတယ်ပေါ့နော်ဟိုဦးစားပေးထားတယ်ပေါ့အဲ့တော့ခွန်တော့ပါသေးတယ်ကျွန်တော်အဲ့တော့ခွန်ထိပ်ကဝင်သွားတယ်ခွန်ထိပ်ကဝင်သွားပြီးတော့ဒီကိုနောက်ပိတ်ကဒီနှလုံး5ဒီနှလုံး5ဒီနှလုံး5လို့မြင်တယ်ပေးမယ်မထင်ဘူးပေးမယ်မထင်လိုက်တာပေါ့နော်အဲ့လိုတွေပဲခံနေရတာပြီးတော့ဒီနှလုံး3ဒီနှလုံး3ဒီနှလုံး3အဲ့ဒီနှစ်ချက်ကိုမမြင်လိုက်ဘူးအဲ့ဒီနှစ်ချက်တာမြင်လိုက်ရင်ကျွန်တော်ကိုနောက်ပိတ်ဖမ်းမှသိကြတယ်အဲ့ဒါအနီးနားလေးကတ်ကြည့်တော့မှဒီနှလုံး3ဒီနှလုံး3ဒီနှလုံး3ကိုမမြင်ဘူးအဲ့တော့ခွန်9မှာတော့ခွန်ဒီစီနဲ့လွဲခဲ့တယ်ဒီတစ်ခွန်မှာကျွန်တော် line မော်တင်လိုက်တာဒူးဖို့တွေကျွန်တော်မတင်နိုင်ဘူးပေါ့နော်ဒီ46မှာပဲကျွန်တော်ဒူးဖို့တစ်ချက်တင်တယ်ဒီမှာတော့ကျွန်တော်ဂရုရဲ့အဖွဲ့ဝင်တွေကိုကျွန်တော်ညနေခင်းဒူးဖို့တွေတင်ပေးတယ်ဒါမှမဟုတ်ပေါက်ကမဖြစ်ပါဘူးဟိုပတ်ပတ်တဲ့လူပဲရမှာပေါ့နော်ဒီတစ်ခွန်မှာ line မော်တင်တာတော့လုံးလုံးလွဲပါတယ်ဒါမှကျွန်တော်ဂရုထဲမှာပေးတာကဒီ3လုံးခွန်ဒီ3လုံး8ဒီ3လုံး9ဆိုပြီးတော့တစ်ထိပ်စီဖမ်းပြီးတော့1 2 1 3 1 6ဆိုပြီးတော့ပေးခဲ့တယ်ဒါမှတစ်ခွန်ထွက်တော့လွဲပါတယ်ဒီတစ်နှစ်မှာကျွန်တော်ဘရိတ်ဖမ်းခဲ့တယ်5ဘရိတ်3ဘရိတ်ပေါ့နော်အဲ့တော့လုံးပိုင်းနဲ့ကတ်လိုက်တာဟိုအကွက်ကလည်းချုပ်လိုက်တယ်ပေါ့နော်6ကွက်ပြည့်အောင်မချုပ်ဟိုနဲ့မထည့်ပေးလိုက်ဘူးအကွက်ကလည်းချုပ်လိုက်တယ်အဲ့တော့လုံးပိုင်းနဲ့ကတ်တော့ဟိုနဲ့လုံးပိုင်းမမှန်တဲ့ခါကျတော့3ဘရိတ်ကတော့ပေးတယ်5ဘရိတ်3ဘရိတ်ဖမ်းတယ်3ဘရိတ်ကတော့ပေးတယ်ဒါမှလွဲတယ်ပေါ့နော်ဟာလာဒီ3လုံး4ဒီ3လုံး4ဒီ3လုံး4ပြည့်အောင်ဒီမှာတစ်ထိပ်စီရှိတဲ့အတွက်3ဘရိတ်တော့ပေးရလွဲတယ်အဲ့တော့ထားတော့လွဲပြန်တယ်ပေါ့နော်ဒီ6နှစ်မှာကြတော့အဲ့3လုံး4အဲ့ဒီ site ကိုမမြင်ဘူးမမြင်တဲ့ခါကျတော့3လုံး9 3လုံး8အဲ့ဒီ3လုံး4 3လုံး4တွေ6ထိပ်စီကိုမမြင်ဘဲနဲ့ဘာကိုမြင်လဲဆိုတော့ကျွန်တော်ဒီ3လုံးခွန်ဒီ3လုံး6ဒီ3လုံး5ဆိုပြီးတော့6ထိပ်လို့မြင်ခဲ့တယ်ဒီမှာလည်းပေါက်ကမဖြစ်ဘူး6ထိပ်နဲ့ပေးခဲ့တယ်ပေါ့နော်ဒီနှစ်နောက်ပိတ်ကလည်းဘယ်လိုပေးလဲဆိုတော့နှလုံး3နှလုံး3နှလုံး3ဒီနှလုံးဒီနှလုံး3ဒီနှလုံး3ဒီနှလုံး3အထောက်ရအဲ့လိုဖမ်းရင်လည်းရတယ်အဲ့ဒါကိုဒီနှလုံး3နှလုံး3နှလုံး3ကိုမမြင်ပြန်ဘူးကတ်ကြည့်ရအဲ့နောက်တစ်ချက်ကသူက3လုံး5 3လုံး5 3လုံး5ဆိုပြီးတော့နှစ်နောက်ပိတ်ရိုက်တယ်ပြီးတဲ့ခါကျတော့သူက3လုံး8 3လုံး8 3လုံး8ဆိုပြီးတော့နှစ်နောက်ပိတ်ရိုက်တယ်သူကလည်းသူကွက်တီကတော့ကြာနေတာပဲအဲ့ဒါကြီးမမြင်ဘူးကိုကဘယ်လိုဖမ်းလဲဆိုတော့3လုံး8 3လုံး8 3လုံး8ဆိုပြီးတော့ကိုက9နောက်ပိတ်တွေပါလိုက်ဖမ်းနေအဲ့တော့ဒီ6နှစ်မှာလည်းလွဲပြန်ရောဟလာဒီခွန်9မှာတော့ကိုက4ထိပ်9ထိပ်ကင်ထားတယ်ဒီခွန်9ခွန်ကတော့ဒါရံကွက်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ခွန်ထိပ်စီကိုလည်းမြင်လိုက်တယ်ဒါမဲ့မကင်လိုက်ဘူးအဲ့ဒီခွန်ထိပ်စီကိုမလို့မြင်လဲဆိုတော့3လုံး8 3လုံး9 3လုံး3ညဆိုခွန်ထိပ်စီမြင်လိုက်တယ်ဒါမဲ့ကိုလည်းဒုဖို့လည်းမတင်တော့ဘူးအဲ့တော့ဗရိတ်ကလည်းမှန်တဲ့အတွက်သူခွန်9ဆိုပြီးတော့ရံကွက်ပေးသွားတယ်ဒီ83မှာကြတော့ကိုကဒီမှာ
ဒီမှာလည်းနှစ်နောက်ပိတ်မှန်ခဲ့တယ်ပေါ့နော်နှစ်နောက်ပိတ်မှန်ခဲ့တယ်ဒါပေမဲ့ဟို၄ထိပ်လား၅ထိပ်လားမသိအဲ့မှာဖမ်းတဲ့ခါကျတော့၄နှစ်တွေ၅နှစ်တွေပဲပါတယ်ပေါ့နော်3လုံး5 3လုံး4 3လုံး3နှစ်နောက်ပိတ်ဝင်ခဲ့တယ်ဒီမှာလည်းပေါက်ကမဖြစ်ဘူးပေါ့နော်5 4 3နှစ်ဆိုပြီးတော့ဒီ4-6မှာ main ခွက်အောင်ခဲ့တာကဒါဟို4ထိပ်လည်းတွေ့တယ်ပြီးတော့6ထိပ်လည်းတွေ့ရဆိုတော့ဒီမှာဒုပို့လည်းတင်လိုက်တယ်ဒုပို့မှာကဟို6ထိပ်စီးနေပေါ့နော်အဲ့ဒီပထမပို့မှာကတော့ဒီ64ပေါ့64 main ခွက်အောင်ခဲ့တာဒါ4ထိပ်လည်းတွေ့တယ်4ပိတ်လည်းတွေ့ရဆိုပြီးတော့အဲ့ဒါဟိုဖြစ်သွားတယ်64ဖြစ်သွားတာပေါ့နော်3လုံးခွန်3လုံးခွန်3လုံးခွန်ဆိုရင်4ထိပ်အဲ့ဒါကို4ထိပ်လည်းတွေ့တယ်4ပိတ်လည်းတွေ့တဲ့ခါကျတော့ကျွန်တော်4လောက်ပါသေးတယ်ဟုတ်လားအဲ့တော့ဒီမှာ main ခွက်အောင်တယ်ဒီမှာကျတော့ကျွန်တော်8ပိတ်ကိုကန်လိုက်တာပေါ့နော်ဒီ line ကဆက်ပြီးမလားဆိုပြီးတော့3လုံး5 3လုံး4 3လုံး3 5 4 3 3လုံး2နှစ်ပြီးတော့1 3လုံး1ဆိုပြီးတော့ဒီနှလုံး3ရှိတဲ့အတွက်1ဖြစ်အောင်ရှင်းနောက်ပိတ်ဆိုပြီးတော့ကန်လိုက်တယ်ဒီမှာရှင်းနောက်ပိတ်နဲ့2ခွက်လား3ခွက်လားပါတယ်ပေါ့နော်ဒါပေမဲ့ပေါက်ကမဖြစ်ဘူးအဲ့ဒီ3နောက်ပိတ်ကိုတစ်ချက်မြင်တယ်ဒါပေမဲ့မကန်လိုက်ဘူးတစ်ချက်တည်းမြင်လို့မကန်တာပေါ့နော်အဲ့တော့ဒီမှာ3လုံး4ဒီမှာ3လုံး4တပင်2ပင်3ပင်ကျော်မှာ3လုံး4 3လုံး4ဆိုရင်ဒီမှာ2လုံး1ရှိတော့4ပြအောင်3နောက်ပိတ်ဆိုပြီးတော့မြင်တယ်ဒါပေမဲ့ကိုကမဖမ်းလိုက်ဘူးအဲ့တော့9ရက်နေ့မနက်အတွက်ကိုသွားမယ်ဒီ3နောက်ပိတ်ကြာခဲ့တဲ့ site ကိုပြန်ကြည့်မယ်အဲ့တော့ဒီမှာလဲ6ထိပ်စီးရတယ်မှာ2လုံး8 2လုံး8 2လုံး8ကိုလည်းမကြိုက်တာ9ထိပ်စီးအဲ့တော့3နောက်ပိတ် site ကိုတစ်ချက်ပြန်ကြည့်အောင်ဆိုတော့ဒီမှာ3လုံးပေါင်းခြင်း9 3လုံးပေါင်းခြင်း6 3လုံးပေါင်းခြင်း6ဒီမှာ3လုံးပေါင်းခြင်း9 3လုံးပေါင်းခြင်း6 3လုံးပေါင်းခြင်း6ဆိုပြီးတော့3နောက်ပိတ်ဝင်လာတယ်အဲ့တော့ကျွန်တော်က9ရက်နေ့မနက်ကိုအဲ့ဒီ site ပဲပြန်ဖမ်းကြည့်အောင်3လုံး9 3လုံး6 3လုံး6 3လုံးခွန်3လုံး9 3လုံး6 3လုံး6ဒီ3လုံးခွန်ဆိုရင်2နောက်ပိတ်2နောက်ပိတ်ပြီးတဲ့ခါကျတော့3လုံး4 3လုံး4 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 3လုံး4ပြီးတော့ဒီမှာ3လုံး4 3လုံး4ဒီ3လုံး4မဲ့ဆိုရင်1ထိပ်စီ1ထိပ်ရဲ့2နောက်ပိတ်ရဲ့အဲ့တော့1ထိပ်ရဲ့2နောက်ပိတ်ရဲ့2ချက်ရသွားပြီဆိုတော့ဒီမှာနောက်တစ်ချက်က3လုံး5 3လုံး6 3လုံးခွန်3လုံး5 3လုံး6 3လုံးခွန်ဆိုရင်ဒီနှလုံး9ရှိတဲ့အတွက်8ထိပ်အဲ့တော့နောက်ထက်က8ထိပ်ရဲ့1ထိပ်ရဲ့2နောက်ပိတ်ရဲ့3ချက်ရပြီအဲ့တော့နောက်ထပ်8နောက်ပိတ်တစ်ချက်တွေ့သေးတယ်8နောက်ပိတ်တစ်ချက်ကဘယ်လိုလဲဆိုတော့ဒီမှာ3လုံး2 3လုံး2လို့ရိုက်တယ်ဒီမှာ3လုံး4 3လုံး4လို့ရိုက်တယ်ဒီမှာ3လုံး3ဒီမှာ3လုံး3လို့ရိုက်တယ်3လုံး3လို့ရိုက်တဲ့အတွက်ဒီမှာ3နောက်ပိတ်ဝင်တယ်အဲ့တော့ဒီမှာက3လုံး1လို့ဖြစ်ထားတယ်ဒီမှာ3လုံး1လို့ဖြစ်မယ်ဆိုရင်ဒီနှလုံးပေါင်းခြင်း4နဲ့9နဲ့ပေါင်းခြင်း3ရှိတဲ့အတွက်1ဖြစ်အောင်8နောက်ပိတ်အဲ့တော့8ထိပ်8ပိတ်8ထိပ်1ထိပ်8ပိတ်2ပိတ်ပါအဲ့တော့ကျွန်တော်ပြတဲ့ site လေးတွေကိုကြိုက်တဲ့အလုံးပတ်ပြီးတော့နော်9ရက်နေ့မနက်တော့ကို1812 19 main ပေါ့8882 89ရန်ကဲအားလုံးပဲကံကောင်းကြပါစေ